ငန်းအကောင်းဆုံးသောအရွေးတွေကိုဖော်ဆောင်နိုင်ဖို့အတွက်လုပ်ငန်းရဲ့ operation ဘိုင်းမှာ system တွေကိုအကောင်းဆုံးတော့တည်ဆောက်ထားတာပဲသို့တော်ညာလည်းမမြင်ဘူးဘာကြောင့်လဲမင်္ဂလာပါ coach ဘုရားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လုပ်ငန်းထဲမှာ system တွေကိုအကောင်းဆုံးတည်ဆောက်ထားပြီးမယ်မမြင်ရခြင်းအချက်ကအဓိက3ချက်ရှိပါတယ်အဲ့ဒါကတော့ SPT လို့ခေါ်ပါတယ်ပထမဦးဆုံး X system တော့ရှိတယ်လူတွေကလိုက်ပါမလုပ်ဆောင်အလကားပါပဲ system တွေဘယ်လောက်ကြတာကိုနဲ့အတူကိုအဖွဲ့သားတွေအားလုံးကတက်ကြွနဲ့လိုက်ပါလုပ်ဆောင်ခြင်းမရှိကျမတို့ system ကဘယ်လို့မှတည်နေနိုင်မှာမဟုတ်ပါဘူးဒုတိယတစ်ချက် P ဖြစ်ပေါ်လာတဲ့ problem ပြဿနာတွေကိုမဖြေရှင်းဘူးနောက်မှဖြေရှင်းမယ်ကိုနေ့ရောက်ရင်ဖြေရှင်းမယ်ဒီနေ့ရောက်ရင်ဖြေရှင်းမယ်ဆိုတာနဲ့ထားတယ်ကိုတက်လာတဲ့ပြဿနာကဘယ်လောက်ထိကြီးတယ်လဲဘယ်လောက်ထိသေးတယ်လဲဘယ်လောက်ထိအရွယ်အစားရှိတယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့သူတို့နဲ့သက်ဆိုင်ရာတွေကိုဖြေရှင်းဖို့အတွက်ကျမတို့ကချမှတ်ထားရမှာပဲဖြစ်ပါတယ်ပြဿနာဆိုတာဖြေရှင်းဖို့ဖြစ်လာတာပါပြဿနာကိုမဖြေရှင်းရင်ဒီပြဿနာကစားတဲ့တကူကြီးလို့လာပါလိမ့်မယ်နောက်ဆုံးဒီ training တွေကိုပြစ်ပယ်ထားတာပဲဖြစ်ပါတယ်အများဒီ training တွေ discussion တွေကနေပြီးတော့ကျမတို့ရဲ့ဒီ system ကြီးကို refresh အများနဲ့အသစ်ပြန်လည်ပြီးတော့တည်ဆောက်လို့ရတယ်ပြုပြင်လို့ရတယ်ပြောင်းလဲလို့ရပါတယ်ကျမတို့ရဲ့အနေနဲ့ကျမတို့သိထားတတ်ထားတဲ့အရာတွေကိုကျမတို့လိုပဲကျမတို့အဖွဲ့သားတွေအားလုံးကသိမြင်တတ်မယ်လို့တော့မထင်ပါနဲ့ကျမတို့30သိသူတို့သိနေတာကကျမတို့နဲ့မတူတဲ့ရှုထောင့်တွေကဖြစ်နေတတ်ပါတယ်ဒါကြောင့်မလို့ကျမတို့သိတယ်လို့သူတို့ကိုလည်းသိပြီးတော့လိုက်ပါလှုပ်ဆောင်စေဖို့အတွက်ဆိုရင် training ကအရေးကြီးရဲ့ဆိုတဲ့အကြောင်းလေးကိုလည်းကျမပြောချင်ပါတယ် training ဆိုတဲ့နေရာမှာလည်းစာဆန်ပေးဆန်မဟုတ်ဘဲနဲ့သူတို့တွေနားလေသဘောပေါက်ပြီးတော့တက်မြောက်လွယ်မယ်လိုက်ပါလှုပ်ဆောင်လွယ်မယ်အရာမျိုးတွေနဲ့ပေးတဲ့နေဆိုတာလေးကိုလည်းထပ်လောင်းပြီးတော့ကျမကအကြံလေးပြုချင်ပါတယ်ကျမရဲ့မိတ်ဆွေတွေအားလုံးပဲစစ်မှန်တဲ့ရလဒ်ကောင်းကြီးပိုင်ဆိုင်နိုင်ကြပါစေကျမကတော့မိတ်ဆွေတို့ရဲ့ business ကိုအခုထပ်ပို့ပြီးတော့ system ကျစေဖို့နဲ့မြန်ဆန်မှန်ကန်တဲ့နည်းလမ်းတွေနဲ့အတူအရှိကိုတစ်ဆင့်ရောက်ရှိသွားစေဖို့အတွက်ဘေးနာကနေ business coaching consultation ပညာရပ်တွေအပြင် NLP ရဲ့ tools and technique တွေနဲ့ပါထပ်ပေါင်းပြီးတော့ကုညီပေးနေတဲ့လမ်းပြပေးနေတဲ့သူတဦးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်